ဒီရမ်းစား စနေပြီကဲထမင်းဆိုင်နိုင်ပါထားညစ်အင်းထမင်းနဲ့ထပ်စား ညီပဲဒါတော့ဒီကုံကြီးနေလားပဲကလန်ဟင်းတော့မသိဘူးပေါ့နော်ဒါကတော့မြန်မာဆိုင်နေဝယ်လာတာပါဒီပလက်ချောင်းလေးနဲ့တွဲစားဖို့ပေါ့နော်ဒါဟင်းအရန်ပြစ်လေးရရရှင်းမဲ့ပုံပဲဒါဒီနဲ့ဒီလီရဲ့ပေါ့နော်ပလက်ချောင်းလေးနဲ့တွဲစားမှာပါကဲစားကြပါအောင်ကောင်းတော့ဟင်းကောင်းတယ်ကျွတ်တယ်ထိုင်းရောထိုင်းဆန်လို့မထင်တာထိုင်းလို့မဟုတ်ပဲကျမမပြရတယ်နဲ့ရအောင်မဆောက်ဘာဖြစ်လဲ40ဒါတော့ဒီဘက်ဆောင်ထိုင်းမှာထုတ်တာလေအဲ့ထိုင်းဆိုင်ထုတ်မယ်ထင်တာမဟုတ်ဘူးဒီကမြန်မာဆိုင်ထုတ်တာရလား 你为什么呀？ဒီဘက်ဆိုင်မကြိုက်လို့ကြော်တော့မကောင်းမဲ့တရားမြေဘက်ဆိုင်ကြိုက်တယ်လေဒီဘက်ဒါမြေဘက်ဆိုင်ကြိုက်တဲ့လူတော့ကြော်ကောင်းတယ်ဒီဘက်ဆိုင်နိုင်ပိုင်ဒီဘက်ဆိုင်မကြိုက်လို့တော့မကောင်းဘူးနော်ဘာဟဲ့ကျရမ်းစားဖို့ပါဟုတ်လားကောင်းနော်စားကောင်းလို့ထမင်းထထဲပေါ့ဒီဟင်းနဲ့ဘယ်လိုချောင်းနဲ့ရမ်းလိုက်တယ်ထမင်းနဲ့မြန်မြန်စားကြအောင်ညဒီစိမ့်ကြိုက်ပါမယ်ညဒီရမ်းစားဒီဘယ်လိုချောင်းကပြောမယ်ဆိုလို့ရှိရင်မြေဘက်ကအများပူပါပေါ့နော်မြေဘက်ကအရင်များရယ်ဟုတ်ညနေလုံးမြေဘက်ကြိုက်တယ်ဆိုတော့နဲ့အရင်ကြိုက်ရတယ်။နဲ့ကြိုက်တဲ့လူဆိုရင်ကောင်းတယ်။နဲ့သူကပလက်ချာမှာမြေဘဲဆန်ပါတာတွေတိတ်မကြိုက်သူကမြေဘဲဆန်တိတ်မစားလူတွေတွေ့တော့အကွာမှမပေးပါဘူးနော်ငုတ်ဒီအစွမ်းပြဆိုင်နေမြေတွေဝိုင်းလိုက်မြေတွေပါထွက်လာပါပြီရှင်ရဆက်နေပြီကဲထမင်းဆိုင်နိုင်ပါထားညစ်အင်းထမင်းနဲ့ထပ်စား